ဒီနေ့မှာတော့အနံ့ရတာပြည့်စုံပြီးတော့အရန်စားလို့ကောင်းတဲ့လက်တုပ်တာထမင်းလေးကိုပေါင်းလေးနဲ့အလွယ်ချက်စားလို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရှင်နည်းလေးကလည်းအရန်လွယ်တာမလို့အိမ်မှာလက်လုပ်ချက်ကြည့်လို့ရအောင်လို့မိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင်။အမေကမှုနေတာပဲစားလို့ကောင်းလိုက်လား။မိကတော့အာဟာရတက်ပိုပြည့်စုံသွားအောင်လို့ရွှေစင်းအုပ်အပြည့်စံလေးကိုသုံးပြီးတော့ချက်ပြမှာပဲဖြစ်ပါတယ်ရှင်။စပစ်သီးကြောက်ကိုအယောင်နှမျိုးသုံးထားပါတယ်။တီဟိုစေးဘာလန်စေးကတော်ဝေးရဖလာစေးလင်းညမွေးတို့ကိုသုံးထားပါတယ်။မိကတော့ရွှေစင်းအုပ်တီးဆောင်အပြည့်စံကိုသုံးပြီးတော့ချက်မှာဆိုတော့ဒီထဲမှာဥနီပဲနီလေးကစွန်းဦးအာလူရွှေဖြုံတီးအစုံပါပြီးသားမလို့ထပ်ပြီးတော့မထည့်တော့ပါဘူး။ဒီနေရာမှာရိုးဆန်သုံးပြီးတော့ချက်မယ်ဆိုရင်မုံလာဥနီပဲစိမ့်တို့ကိုထည့်နိုင်ပါတယ်ရှင်။အားချင်းစံကိုစံချိန်ခွက်နဲ့နှစ်ခွက်ခွဲသုံးထားပါတယ်။ရေလေးတွေတန်းစီအောင်စီးပြီးသွားပြီဆိုရင်တော့စကားလေးနဲ့ရေစစ်ပေးထားလိုက်ပါမယ်။ဒဲဦးလေးကိုထောပတ်ထည့်ပါမယ်ထောပတ်တွေအရေးပြောသွားပြီဆိုရင်တော့ကရဝေးရဲ့တကြပိုးခောက်ရဲ့ဖာလာစေ့ရဲ့လင်းညင်းပွန်လေးတွေကိုထည့်ပြီးတော့မှစီတက်ပေးလိုက်မယ်ပေါ့နော်အနံလေးတွေမှုေးလာပြီဆိုရင်တော့စိုးစိုးရပေါ့နော်အစိအစံလေးတွေပြီးတော့စပစ်သီးကြောက်လေးတွေကိုထည့်ပြီးတော့မှစီတက်တယ်လို့မျိုးလေးမှုေးပေးလိုက်ပါမယ်ရေစစ်ထားတဲ့ဆန်လေးတွေကိုထည့်ပေးလိုက်ပါမယ်ဆန်ထဲကိုရတာလေးတွေစိတ်ဝင်သွားအောင်လို့အနှက်မှုပေးလိုက်ပါမယ်ပြီးတော့ရင်တော့စားလေးနှင်းငယ်ထည့်ပြီးတော့မှအလုံးတမသွားအောင်ရုံးမှုပေးလိုက်ပါမယ်ဒီနေရာမှာရိုးဆန်နဲ့ချက်မယ်ဆိုရင်ဥနီပဲစိမ့်တို့ကိုတစ်ခါတည်းထည့်ပြီးမှုပေးရပါမယ်ရှင်တီးစုံအဖြစ်ဆန်နဲ့ဆိုတော့ထည့်စရာမလိုတော့ပါဘူးရွှေစွန်းအုပ်တီးစုံအဖြစ်ဆန်လေးကကလေးငယ်တွေတမကအဖိုးဖွားရဲ့အတွက်လည်းအာဟာရပြည့်စုံစေပါတယ်တီးစုံကလေးအဖြစ်ဆန်လေးကကလေးအသက်8လအရွယ်မှာဖြည့်ဆွတ်စွာကျွေးချိန်မှာပေါ့နော်ကြိတ်ပေါင်းအနေနဲ့ရောထမင်းအနေနဲ့ရောကျွေးလို့ရပါတယ်ရှင်ဆန်လေးတွေထဲမှာအနံ့ရတာလေးတွေဝင်သွားပြီဆိုရင်တော့ပေါင်းဝဲကိုထည့်ပြီးတော့ချက်မှာပဲဖြစ်ပါတယ်။ရေချိန်စကိုတော့မိမိအိမ်မှာပုံမှန်ချက်တယ်လို့မျိုးပဲထည့်လို့ရပါတယ်။ထမင်းထည့်ထားတဲ့အချိန်မှာပဲကြက်သားရင်းလေးချက်ပါမယ်။တန်းစင်အောင်ရေးစီးထားတဲ့ကြက်သားတွေကိုဒိန်ချင်းထမင်းစားစုံနှစ်စုံွယ်ငန်းပြရည်ရဲ့ပင်းငန်းပြရည်အကျဲစားအနှဲငယ်ပြီးတော့ဟင်းကျုံမိုးလေးကအနှဲငယ်ပေါ့နော်။စနုံးမုတ်အနှဲငယ်လေးရဲ့အယောင်တင်မုတ်နဲ့ကျူစီလေးထည့်ပေးလိုက်ပါမယ်။နောက်ဆုံးမှာတော့ငရုတ်ကောင်းမုတ်နဲ့မဆလာလေးထည့်ပြီးတော့မှအလုံးတမသွားအောင်နေပေးလိုက်ပါမယ်။ပြီးတော့ရင်တော့အဖုံးလေးအုပ်ပြီးတော့မှနှက်ပေးထားလိုက်ပါမယ်။ခုဆိုရင်တော့ထမင်းလေးကျက်သွားပါပြီအနက်လေးကလည်းမှုေ့ပြီးတော့မှတီးနှံစုံလေးနဲ့ပေါ့နော်နှစ်တုပ်တာလေးရပါပြီရှင်ပြီးသွားရင်တော့ကြက်သားရင်းလေးချက်ပါမယ်စီကျက်လာပြီဆိုရင်စနုံးမုတ်လုံးငယ်လေးထည့်ပေးပြီးတော့မှကြက်သွန်လေးကိုစီတက်ပေးလိုက်ပါမယ်ဆော့ဆော့ကနှက်ထားတဲ့ကြက်သားလေးထည့်ပေးလိုက်မယ်ရေအနှဲငယ်လေးထည့်ပေးပြီးတော့မှလုံးကျက်လေးချက်ပါပါစီးဆန်တွေအသီး6လေးတွေနဲ့ထောပတ်နဲ့တင်းတင်းလေးနဲ့ရတာရှိလာတဲ့လက်တုပ်တာထမင်းလေးရပါပြီရှင်။ကြက်သားရင်းနဲ့ပဲတွဲဆာထမင်းကြီးပဲပေါ့နော်တက်တက်လွတ်လေးစားရင်ပဲဖြစ်ပြီးအရတာရှိပါတယ်ရှင်။ကြက်သားကြီးကအင်းတော့အမေကမှုနေတာပဲတီးစုံအပြည့်ဆန်อ่ะပေါ့နော်ပေါ်ဆန်းမွေးရဲ့ပြီးတော့သူ့ထဲမှာပါတဲ့ပါဝင်တဲ့တီးနှံတွေကပိုးသက်စီလို့စိုက်ပြီးထုတ်လုပ်ထားပြီးတော့ FDA လက်မှတ်ကိုရရှိပြီးသားမလို့ယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ်ရှင်အပြည့်ဆန်ထဲမှာဗီတာမင်10မျိုးပါဝင်ပါတယ်ဗီတာမင် A ဗီတာမင် B1 B3 B6 B12 folic acid နဲ့ပေါ့နော်ပြီးတော့ zinc ဓာတ်တန်ဓာတ်ပါဝင်ပြီးတော့အသီးနဲ့ပဲတို့မှာလည်းအာဟာရတွေထပ်ပေါင်းပါဝင်ပါတယ်ရှင်ဟုတ်လားပဲရောပြီးတော့ခါကျုံကြီးရောအစုံပါပြီးသားဆိုတော့လေဘာမှအရင်ထက်စားမလို့လက်တုတ်တာလေရွှေစွန်းအုပ်တီးစုံအဖြစ်ဆန်ကို City Mart Ocean Marketplace A1 Family ရွှေစွန်းအုပ် Page Messenger မှာလည်းဆက်သွယ်မှာလို့ရပါတယ်ရှင်။